AR တိုင်းရေတီမြို့နယ်ရှိနှစ်ခွင်ပွိုင်ကုန်းရဲ့ကာကင်းစခန်းကုန်းနှစ်ခုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းတချို့ရရှိခဲ့တယ်လို့အရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါတယ်။ဇူလိုင်လ2ရက်နေ့မှာစစ်တပ်နှစ်ခွင်ပွိုင်ကုန်းရဲ့ပထမကာကင်းကုန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးဇူလိုင်လ3ရက်နေ့မှာတော့ဒုတိယကာကင်းကုန်းတာဝါတိုင်းစခန်းကုန်းတို့ကိုထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ကာကင်းစခန်းကုန်းသိမ်းတိုက်ပွဲအတွင်းစစ်သားအလောင်းတချို့နဲ့လက်နက်ခဲယမ်းတချို့ကိုပါသိမ်းပိုက်ရရှိခဲ့တယ်လို့ AA ကဖော်ပြထားပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်သားအများပြားထိခိုက်မှုရှိခဲ့ပြီး point နှစ်ခွင်ကုန်းဘက်ကိုပြန်လည်ထွက်ပြေးသွားတဲ့စစ်သားတွေကိုလည်းလိုက်လံတိုက်ခိုက်နေတယ်လို့ AA ကဖော်ပြထားပါတယ်။ဇွန်လ19နဲ့21ရက်တုန်းကလည်းရေတီမြို့နယ်ရှိစစ်တပ်ရဲ့ point 288 point 188နဲ့ point 148ကုန်းတို့ကို AA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။စစ်တပ်ဘက်ကလည်းအဲ့ဒီကာကင်းစခန်းကုန်းတွေကိုပြန်ရဖို့စစ်ကူတွေဖြစ်တင်ပြီးပြန်လည်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်တဲ့နေရာတွေကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်တာဘုံကျဲတာအပြင်အသေးခံ drone တွေနဲ့တိုက်ခိုက်တာတွေပါပြုလုပ်နေတယ်လို့ AA ကဖော်ပြထားပါတယ်။အမတ်တ344နဲ့လေးမျက်နှာမြို့နယ်ဘက်မှာလည်းစစ်တပ်ကအင်အားဖြည့်တင်းနေတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ရခိုင်ပြည်နယ်နဲ့ AR တိုင်းနယ်စပ်ဒေသမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။